အပြင်ဘက်မှာမိုးဆက်မိုးပေါင်းလေးတွေတဖွဲဖွဲရွာနေပြီးလေပြင်းတွေကသစ်ပင်တွေကိုဝှက်ယမ်းနေပါတယ်။မောင်ထက်တယောက်အခန်းထဲမှာစာအုပ်တအုပ်နဲ့အလုပ်ရှုပ်နေရင်ဘေးနားကနာရီကိုကြည့်လိုက်တော့ည3 နာရီတီတီရှိနေပါပြီ။တအိမ်လုံးမှာသူတယောက်တည်းရှိနေတာမို့ပတ်ဝန်းကျင်ကပုံမှန်ထက်ပိုတိတ်ဆိတ်နေသလိုခံစားနေရပါတယ်။ရုတ်တရက်ဆိုတဲ့အတန်ကအခန်းတကားစီကနေထွက်ပေါ်လာပါတယ်။မောင်ထက်အံ့ဩသွားပြီးစာအုပ်ကိုချလိုက်မိတယ်။ဒီအချိန်ကြီးဘသူကလာခောက်တာလဲဆိုတာသူစဉ်းစားလို့မရပါဘူး။ဘသူလဲလို့သူကတုံရီနေတဲ့အတန်နဲ့မေးလိုက်ပါတယ်။တကားပြင်ဖက်ကနေပြန်ကြားလိုက်ရတဲ့အတန်ကြောင့်မောင်ထက်ရဲ့အသွေးတွေခဲသွားသလိုခံစားလိုက်ရတယ်။ငါပါတကားဖွင့်ပေးပါအောင်တဲ့။ထူးဆန်းတာကအဲ့ဒီအတန်ဟာမောင်ထက်ရဲ့ကိုယ်ပိုင်အတန်နဲ့လုံးဝတထက်တည်းဖြစ်နေတာပါပဲ။မင်းကဘသူလဲငါအတန်နဲ့ဘာလို့လာတူးနေတာလဲလို့မောင်ထက်ကအော်မေးလိုက်တယ်။အပြင်ဘက်ကအတန်ကအေးဆက်ဆက်နဲ့ပြန်ဖြေတယ်။ငါကမင်းပဲလေမင်းကိုယ်တိုင်ပဲဗောမင်းရဲ့ဟိုဘက်ခြမ်းကလာတာတကားဖွင့်ပေးစမ်းပါမောင်ထက်ကတကားကအမှန်ဘလူးအပေါက်လေးကနေအပြင်ကိုချောက်ကြည့်လိုက်ပါတယ်ဒါပေမဲ့အပြင်ဖက်မှာတော့ဘသူ့ကိုမှမတွေ့ရပဲမှောင်မဲနေတဲ့ဇင်းကြံလန်းကိုပဲမြင်ရပါတယ်ဘသူမှမရှိဘူးပဲငါစိတ်ချောက်ချားနေတာလားလို့သူကကိုရေရော့လိုက်မိတယ်သူစိတ်ကိုတည်ငြိမ်အောင်ထားပြီးရေချိုးခန်းထဲကိုဝင်လိုက်ပါတယ်မျက်နှာကိုရေအေးအေးနဲ့တက်လိုက်ရင်စိတ်သက်သာရာရသွားမလားလို့သူတွေးမိတာပါရေချိုးခန်းထဲကမိချောင်းကတစ်ဖြက်ဖြက်နဲ့လိမ့်လိုက်မှဲလိုက်ဖြစ်နေပါတယ်မောင်ထက်မျက်နှာသစ်ပြီးမှန်တဲကိုကြည့်လိုက်တဲ့အခါသူအသက်ရှူမှားသွားပါတယ်မှန်တဲမှာမြင်နေရတဲ့သူ့ရဲ့ပုံရိပ်ကသူနဲ့အလှုပ်ရှားမှုမတူတော့ပါဘူးသူကငြိမ်ငြိမ်လေးရက်နေပေမဲ့မှန်တဲကမောင်ထဲကတော့သူ့ကိုစိုက်ကြည့်ပြီးရက်ဆက်တဲ့အပြုံးတစ်ခုကိုပြုံးပြနေပါတယ်မင်းတကားမဖွင့်ပေးလဲရပါတယ်လို့မှန်တဲကပုံရိပ်ကစကားပြောလာပါတယ်ငါဒီကနေပဲထွက်လာခဲ့မယ်လို့ပြောရင်းမှန်တဲကပုံရိပ်ကလက်ကိုမှန်ပြင်အပြင်ဘက်ကိုဆက်ထုတ်လိုက်ပါတယ်မှန်ပြင်ဟာရေလိုက်လို့မျိုးလှိုက်ထသွားပါတယ်မောင်ထက်ဟာကြောင်းလက်တကြားနဲ့ရေချိုခန်းထဲကနေပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့အခန်းတကားစီကခောက်သားကအရင်ကထက်ပိုကျက်လာပြီးတကားတစ်ခုလုံးတုတ်ခါနေပါတယ်ဖွင့်ပေးအခုချစ်ချစ်ဖွင့်ပေးတော့ဆိုတဲ့အတန်ကအော်ဟစ်နေပါတယ်ရုတ်တရက်တကားကဝုန်းခွင်းနဲ့ပွင့်သွားပါတယ်အပြင်ဘက်မှာရပ်နေတာကတော့မောင်ထက်နဲ့တထက်တည်းတူတဲ့လူတစ်ယောက်ပါသူကမောင်ထက်ကိုကြည့်ပြီးနောက်ဆုံးတော့ငါတို့ဆုံကြပြီပေါ့မောင်ထက်မင်းရဲ့နေရာကိုငါယူရမယ့်အချိန်ရောက်ပြီလို့ပြောပြီးအခန်းထဲကိုဝင်လာပါတော့တယ်